အားလုံးပဲမင်္ဂလာပါနေ့စဉ်ဆရာထက်တန်စီမဲ့စကားများကိုမျှဝေပေးလိုက်ပါတယ်ဆရာထက်တန်မှုကတင့်ကိုစတင်စီပြီးစီကံကတင့်ကိုပန်းနိုင်ရောက်စီပါတယ်ဒါကြောင့်ဆရာထက်တန်မှုနဲ့စီကံရှိမှုကိုမျှတစွာသုံးစွဲပါပြန်မတဲ့အခါနားပါဒါပေမဲ့ဘယ်တော့မှအရှုံးမပေးလိုက်ပါနဲ့အောင်မြင်မှုဆိုတာတညတာတွင်ရောက်ရှိလာတဲ့အရာမဟုတ်ဘူးဆိုတာကိုသတိပြုပါခက်ခဲတဲ့လမ်းခီးတွေဟာလှပတဲ့ပန်းနိုင်တွေစီကိုဥတီသွားနေပါတယ်ဒဏ်ရာတွေဟာတင့်ကိုပို့ပြီးသတိရှိလာစေမဲ့အမတ်အသားတွေပါစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်တဲ့လှုပ်ထိုက်တာကိုနေ့စဉ်လှုပ်ဆောင်နေတာဟာစီကံပါပဲအဝေဖန်ခံရမှာကိုမကြောက်ပါနဲ့တတိတီးရဲ့အပင်ပဲခဲနဲ့အပြက်ခံရတာမဆမ်းပါဘူးတင်းရဲ့အကြီးမားဆုံးပြန်ဘက်ဟာတခြားသူမဟုတ်ပါဘူးမနေ့ကတင်ပဲဖြစ်ပါတယ်စိတ်တူစရာကြုံလာတဲ့အခါအသက်ကိုပြင်းပြင်းရှူသွင်းပြီးမူလပန်းနိုင်ကိုပြန်တွေးလိုက်ပါဒေါသတွေရော့ကျသွားပါလိမ့်မယ်မုန်တိုင်းတွေဟာတင့်ကိုဖြစ်စည်းဖို့လာတာမဟုတ်ပဲတင့်ရဲ့အမျက်တွေကိုပိုခိုင်မာစေဖို့စမ်းသပ်ပေးတာပဲဖြစ်ပါတယ်စိတ်နှဝက်ဖြစ်လာဖို့ပြင်းထန်တဲ့ဖိအားတွေကိုနှစ်ပေါင်းများစွာခံနိုင်ရတယ်ဆိုတာကိုခံခဲ့ရတယ်ဆိုတာကိုသတိပြုပါပြင်ပကအခြေအနေတွေကိုထိန်းချုပ်လို့မရနိုင်ပေမဲ့တင့်ရဲ့စိတ်အခြေအနေကိုတော့ထိန်းချုပ်လို့ရပါတယ်အပြောထက်အလုံးနဲ့တက်တည်ပြပါရလတ်တွေကအကျေလောင်ဆုံးစကားပြောပါလိမ့်မယ်လဲကြတိုင်းပြန်ထားပါအဝတ်ကိုခါပြီးကုလန်းကိုပြန်ဆက်လျှောက်ပါအခက်အခဲတွေရင်ဆိုင်ရတဲ့အခါတက်မှရွေးချယ်စရာနှစ်ခုပဲရှိတယ်အရှုံးပေးမလားဆက်တိုင်မလားစိတ်ကိုတည်ငြိမ်အောင်ထားခြင်းကအကြီးမားဆုံးအောင်နိုင်ခြင်းပဲဖြစ်ပါတယ်ဆုံးရှုံးမှုဆိုတာပိုကောင်းတဲ့အရာတွေဝင်လာဖို့နေရာဖိပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်ဆုံးရှုံးမှုတွေအတွက်အကြာကြီးဝမ်းနည်းမနေပါနဲ့တန်ဖိုးရှိတဲ့အရာမှန်သမျှဟာအလွယ်တကူနဲ့မရတတ်ပါဘူးတင်ပေါ်ရဲ့ဇာညုံကိုသူတစ်ပါးအရေးမခံပါနဲ့ကိုယ်တိုင်ပဲဒါရိုက်တာလုပ်ပါဇွဲလုံးလားဆိုတာတိတ်ဆိတ်ပြီးမြဲတမဏိတဲ့ခိုင်မာတဲ့ခွန်အားတစ်ခုပါနေ့စဉ်ခြေလမ်းသေးသေးလေးတွေကတင့်ကိုအောင်မြင်မှုပန်းနိုင်စီအရောက်ပို့ဆောင်ပေးမှာအတိအကျပါပဲကြောက်စိတ်ကိုမတိကျိုးကျုံပြုပြီးရှေ့ကိုဆက်တိုးတာဟာတတ်တည်ပါပဲအချိန်ဖြုံးခြင်းဟာတင့်ရဲ့အနာဂတ်ကိုခိုးနေတဲ့တခုတစ်ယောက်နဲ့တူပါတယ်သူတစ်ပါးကိုမနာလိုဖြစ်မဲ့အစားကိုယ့်ရဲ့အရေးချင်းကိုပိုတောက်ပြောင်းအောင်လုပ်နိုင်စမ်းပါတင့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ပြီးဒါကိုပဲတင့်ရဲ့အစွမ်းအထက်ဆုံးလက်နဲ့ဖြစ်ပြောင်းလဲပြစ်လိုက်ပါငိုကြည့်ရင်ငိုလိုက်ပါဒါပေမဲ့မြည်တုပ်ပြီးရင်ပိုတန်ပါတဲ့ခြေလမ်းနဲ့ပြန်စပါအရာရာကိုအကောင်းမြင်တတ်တဲ့စိတ်ကဘဝရဲ့အမောင်ဆုံးညတွေကိုဖျက်တတ်နိုင်တဲ့မိအိမ်ပါကံကြမ္မာကိုအပြစ်မတင်ပါနဲ့ကံဆိုတာဉာဏ်နဲ့ဝိရိယရဲ့နောက်ွယ်ကအကျိုးဆက်ပါတင်းရဲ့လုံးလာစိုက်ထုံးမှုတွေကိုဘယ်သူမှမမြင်တောင်သဘာဝတရားကြီးကမှတ်တမ်းတင်ထားပြီးသားပါဒီနေ့ခက်ခဲနေတာတွေကမနေ့ပြန်မှာတင်ပို့ပြီးတောက်ခံနိုင်ဖို့စမ်းသပ်နေတာတွေပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာပျော်ရွှင်ကြပါစေ